Democracy Today WAP TVအစ္စလမ်ဘာသာဝင်တို့ဒုတိယထွတ်မြတ်ထားတဲ့ဆော်ဒီအာရေဗျနိုင်ငံကမဒီနာမြို့မှာအသေခံဘုံခွဲတိုက်ခိုက်မှုတွေကိုတာလီဘန်နဲ့ဟစ်ဇ်ဘိုလာပျောက်ကြားတွေကပြုလုပ်ခဲ့ကြောင်းကြေညာခဲ့ပြီးတဲ့နောက်မွတ်စလင်တစ်ကမ္ဘာလုံးကဇူလိုင်9ရက်မှာပြစ်တင်ရှုံချလိုက်ပါတယ်။ရာမာဒန်ဥပုသ်ထွက်လာအဖြစ်အခုသတင်းပတ်အတွင်းအစ္စလမ်ဘာသာဝင်အိပ်ပွဲတော်အခမ်းအနားများပြုလုပ်ဖို့စီစဉ်ထားတဲ့တမန်တော်ဗလီအနီးမှာအသေခံဘုံခွဲတိုက်ခိုက်ခဲ့တဲ့အတွက်လူ၄ဦးသေဆုံးခဲ့ပါတယ်။ရီယတ်မြို့မှာလူငယ်များပြားကလည်းဘုံးဆက်များထိမှန်ဒဏ်ရာရခဲ့ကြပါတယ်။ဒါပေမဲ့အကြမ်းဖက်ဝါဒကိုဆော်ဒီအာရေဗျနိုင်ငံမှာရှိတဲ့လူငယ်များကလက်မခံဆန့်ကျင်ကြဖို့ကူရစ်စစ်လီမန်ကတိုက်တွန်းပြောဆိုလိုက်ပါတယ်။အိန္ဒိယဝန်ကြီးချုပ်နာရင်ဒါမိုဒီဟာလာမယ့်ဇူလိုင်9ရက်မှာအာဖရိကနိုင်ငံတွေကိုချစ်ကြည်ရေးခီးထွက်ခွာလိမ့်မယ်လို့သိရပါတယ်။အိန္ဒိယနဲ့ပြိုင်ဘက်တရုတ်နိုင်ငံဟာအာဖရိကတိုက်မှာစီးပွားရေးရင်းနှီးမြှုပ်နှံမှုများပြုလုပ်နေတဲ့အတွက်အိန္ဒိယလုပ်ငန်းရှင်များအာဖရိကမှာရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းပွင့်လန်းလာစေဖို့ဝန်ကြီးချုပ်ရဲ့အာဖရိကခီးစဉ်မှာဆွေးနွေးမယ်လို့သိရပါတယ်။နိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံထားရတဲ့ထိုင်းကျောင်းသား9ဦးအနက်6ဦးဟာဘန်ကောက်မြို့မှာရှိတဲ့အကျဉ်းထောင်ကနေဇူလိုင်6ရက်မှာတရားရုံးအမိန့်နဲ့ပြန်လည်လွတ်မြောက်လာကြပါတယ်။သူတို့ကိုဇွန်23ရက်ကဖမ်းဆီးခဲ့ပြီးတဲ့နောက်ထောင်ဒဏ်12ရက်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။အာဂျင်တီးနားနိုင်ငံဟာဘရာဇီးနိုင်ငံနဲ့ပူးတွဲပြီးအတန်ထက်မြန်တဲ့ဂျက်တိုက်လေယာဉ်များထုတ်လုပ်မယ်လို့အာဂျင်တီးနားကာကွယ်ရေးဝန်ကြီးဌာနကဇူလိုင်9ရက်နေ့မှာသတင်းထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အတန်ထက်မြန်တဲ့အဲ့ဒီ Gripen NG ဆွီဒင်နည်းပညာသုံးတိုက်လေယာဉ်တွေကိုဘရာဇီးတိဆောက်ရေးကုမ္ပဏီကအပြီးတိဆောက်ပေးမှာမဟုတ်ဘဲထုတ်လုပ်ပြီးတဲ့လေယာဉ်အစိတ်ပိုင်းလိုက်ပစ္စည်းများကိုအာဂျင်တီးနားမှာပြင်ဆင်သွားမှာဖြစ်ပါတယ်။